1825 ခုနှစ်နိုဝင်ဘာလ 4 ရက်နေ့မှာဆရာယုဒသန်ကိုအကျဉ်းသားဘဝကလွတ်မြောက်ခွင့်ပေးတဲ့အမိန့်စာနဲ့ရွှေမြို့တော်ကိုချက်ချင်းလာဖို့ဆင့်ခေါ်စာကိုပေးလိုက်တယ်။တကယ်တော့သူ့ကိုလွတ်လပ်ခွင့်မပေးသေးပါဘူး။သူ့ကိုရန်တဘိုစာချုပ်ချုပ်ဆိုရမှာစကားပြန်အဖြစ်တာဝန်ပေးဖို့ခေါ်သွားခြင်းဖြစ်ပါတယ်။ 1825 ခုနှစ်ဒီဇင်ဘာလ 31 ရက်နေ့မှာဆရာယုဒသန်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။မြန်မာအာဏာပိုင်တွေကဆရာယုဒသန်ကိုသူတို့စီမှာတာဝန်ထမ်းဆောင်စေခြင်းပေမဲ့ဆရာယုဒသန်ကသူ့တာဝန်ဟာဘုရားသခင်အတွက်ဖြစ်တဲ့အကြောင်းသေသေးချာချာရှင်းပြတဲ့အတွက်ဆရာယုဒသန်ကိုရန်ကုန်မြို့ကိုပြန်သွားခွင့်ပြုလိုက်ပါတယ်။ရန်တဘိုစာချုပ်အရမြန်မာနိုင်ငံအောက်ပိုင်းကိုအင်္ဂလိပ်တွေကိုပေးလိုက်ရပါပြီ။ 1826 ခုနှစ်ဧပြီလ 10 ရက်နေ့မှာဆရာယုဒသန်တို့ရန်ကုန်ကိုပြန်ရောက်လာတယ်။ဒီအချိန်အတောအတွင်းမှာဆရာယုဒသန်ကို Crawford ကမြန်မာအင်္ဂလိပ်ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ခေါ်သွားတယ်။အင်းဝမြို့တော်ကို Crawford နဲ့အတူမသွားခင်မမအန်နဲ့သမီးလေးကိုကြိုက်ခမီမြို့မှာသူပို့ထားနိုင်ခဲ့ပါတယ်။ဆရာယုဒသန်အင်းဝမှာရှိနေတုန်းနိုဝင်ဘာလ 24 ရက်နေ့မှာဝမ်းနေခြင်းအထိတ်အမှတ်တစိ့အမဲရိုက်နှိပ်ထားတဲ့စာတစ်စောင်ရောက်လာတယ်။ 1826 ခုအောက်တိုဘာလ 26 ရက်နေ့စွဲနဲ့ဗိုလ်ကြီးဖိနစ်ရေးလိုက်တဲ့စာပါ။ဒီစာကိုဖတ်နေရင်ဆရာယုဒသန်မျက်စိတွေပြာလာတယ်။သူ့ရဲ့ချစ်ဇနီးဒီလောကကြီးမှာမရှိတော့တဲ့အကြောင်းကိုသူသိသွားပါပြီ။ဂုံသွယ်ရေးစာချုပ်မပြီးသေးလို့အင်းဝမှာသူဆက်ပြီးနေခဲ့ရတယ်။ 1826 ခု January လ 24 ရက်နေ့မှာကြိုက်ခမီကိုပြန်ရောက်လာခဲ့တယ်။ဆရာယုဒသန်ကို Jonathan Wade နဲ့ဇနီး Deborah တို့ကကြိုနေကြတယ်။သမီးလေးကိုမမအန်ချီထားရမယ့်အစား Deborah ချီထားတာကိုတွေ့လိုက်ရလို့ပိုပြီးဝမ်းနဲ့ကြေကွဲခဲ့ရပါတယ်။ 1829 ခုနှစ် January လ 28 ရက်နေ့မှာပရိသတ်20တက်ရောက်တဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုပြုလုပ်ခဲ့တယ်။မမအန်ကွယ်လွန်ပြီး6 လအကြာဧပြီလ 24 ရက်နေ့မှာသမီးလေးလည်းကွယ်လွန်သွားတယ်။ဆရာယုဒသန်ဟာမော်မြိုင်မြို့ကိုပြောင်းပြီးသာသနာလုပ်ငန်းတွေကိုတိုးချဲ့လှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ 1830 ခုနှစ် January လမှာဇာပုံနှိပ်စက်ကျွမ်းကျင်တဲ့ဘက်နက်တို့မိသားစုရောက်လာပြီးဆရာယုဒသန်ရေးသားတဲ့ဓမ္မစာဆောင်တွေကိုပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ 1830 မေလ 2 ရက်နေ့မှာဆရာယုဒသန်ဟာရန်ကုန်ကိုထွက်လာခဲ့တယ်။ရန်ကုန်မှာကြာမနေပဲမေလ 29 ရက်နေ့မှာပြည်မြို့ကိုလမ်းခီးတစ်လျှောက်ဓမ္မစာဆောင်တွေဝေပြီးသွားခဲ့ပါသေးတယ်။ 1831 ခုနှစ်ဆန်းလောက်မှာဆရာယုဒသန်ဟာစာလံကျမ်းရှောလမုန်သီချင်းနဲ့ဒံယေလအနာဂတိကျမ်းတွေကိုဘာသာပြန်လို့ပြီးခဲ့ပါတယ်။ဒီအချိန်မှာတဝယ်မြို့မှာကရင်လူမျိုးတွေကြားမှာသာသနာပြုခဲ့တဲ့ဆရာဘုတ်မန်ကွယ်လွန်လို့ဆရာယုဒသန်ဟာကြံရစ်သူဇနီးဆရာကိုအားပေးတဲ့စာတစ်စောင်ရေးပေးလိုက်ပါတယ်။ဆရာဟာစိတ်အားငယ်ပြီးအမေရိကန်ပြည်ကိုပြန်မယ်လို့စိတ်ကူးနေတော့ဒီစာကြောင့်စိတ်ပြောင်းပြီးကရင်လူမျိုးတွေအတွက်ဆက်ပြီးသာသနာပြုခဲ့ပါတယ်။ဆရာယုဒသန်ဟာမော်မြိုင်မြို့ကနေတန်လွင်မြစ်ကိုဆန်တက်ပြီး9 ရက်ခရီးသွားရတဲ့ဒေသတွေမှာသာသနာပြုခဲ့ပါတယ်။ဆရာရဲ့ဟောပြောမှုကြောင့်ကရင်လူမျိုးများစွာဟာခရစ်ယာန်ဖြစ်လာပါတယ်။ 1832 ခုနှစ်ဒီဇင်ဘာလ 15 ရက်နေ့မှာဆရာယုဒသန်အကြိမ်ကြိမ်စီစစ်ရေးသားပြီးစီးတဲ့ဓ
ဓမ္မသစ်ကျမ်းကိုစပြီးပုံနှိပ်နိုင်ခဲ့ပါတယ်1834ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဓမ္မဟောင်းကျမ်းကိုအပြီးဘာသာပြန်ဆိုနိုင်ခဲ့ပါတယ်1834ခုဖေဖော်ဝါရီ18ရက်နေ့မှာဆရာဇီကသူ့ကျမ်းစာကိုဘာသာပြန်ပြီးစီးတဲ့အတွက်ချီကျူးရေးသားတဲ့စာတစ်စောင်ရောက်လာတယ်အခြေအနေအရရက်ကိုသုံးသပ်ပြီးဆရာယုဒသန်ဟာဆရာရှိတဲ့တဝယ်မြို့ကိုသွားခဲ့တယ်ဧပြီလ10ရက်နေ့မှာဆရာယုဒသန်နဲ့ဆရာတို့ကိုဆရာမေစီကလက်ထပ်ပေးလိုက်ပါတယ်လက်ထပ်တဲ့နေ့မှာပဲဆရာနဲ့သားငယ်ဂျော့ချ်တို့ဟာဆရာယုဒသန်ရှိတဲ့မော်လမြိုင်မြို့ကိုလိုက်လာခဲ့ပါတယ်1840ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာဆရာယုဒသန်ဟာမြန်မာတမန်ကျမ်းစာကိုပုံနှိပ်ဖို့ပေးအပ်နိုင်ခဲ့ပါတယ်ဒီကျမ်းစာဖြစ်ဖို့သူ23နှစ်ပြုစုခဲ့ရပါတယ်သူ့ရဲ့ဒုတိယအရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့မြန်မာအင်္ဂလိပ်နဲ့အင်္ဂလိပ်မြန်မာအဘိဓမ္မာကိုပြုစုဖို့ကြာနေသေးတယ်ဒီအချိန်မှာဆရာဟာဝန်ကတ်ယောဂါကိုခံစားနေရလို့ဆရာဝန်တွေကအမေရိကန်ကိုပြန်ပြီးဆေးကုဖို့တိုက်တွန်းကြလို့သူတို့မိသားစုမော်မြိုင်မြို့ကနေပါရဂွန်တင်ဘောနဲ့အမေရိကန်ကိုပြန်တဲ့အချိန်1845ခုနှစ်စက်တင်ဘာ1ရက်နေ့နာနဲ့2နာရီအချိန်မှာပဲဆရာဟာငြိမ်သက်စွာဘုန်းတော်ဝင်စားခဲ့ပါတယ်သူကိုစိန့်ဟယ်လီနာကျွန်းပေါ်မှာသကြိုလိုက်ကြပါတယ်ဆရာယုဒသန်ဟာခလေး3ယောက်နဲ့အတူဘော့စတွန်မြို့ကိုဆက်ပြီးထွက်ခွာခဲ့ကြတယ်သူဘော့စတွန်စိတ်ကမ်းကိုရောက်တဲ့အခါလူအုပ်ကြီးကသူ့ကိုတောင်းဖြတ်ကြိုဆိုကြပါတယ်1845ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာဆရာယုဒသန်ဟာဆရာရဲ့အထုပ်ပတ်တိကိုရေးဖို့စာရေးဆရာမအမ်မီလီချူဘတ်နဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်6လလောက်တွေ့ဆုံပြီး1846ခုဇွန်လ1ရက်နေ့မှာဒေါက်တာကင်ဘရစ်ကသူတို့နှစ်ယောက်ကိုဟမ်မီလ်တန်မြို့မှာလက်ထပ်ပေးခဲ့ပါတယ်1846ခုဇူလိုင်17ရက်နေ့မှာဖန်နျူတော်သင်္ဘောနဲ့ဘော့စတွန်မြို့ကနေမော်လမြိုင်မြို့ကိုပြန်လာခဲ့ကြပါတယ်အမ်မီလီဟာဆရာနဲ့ရတဲ့သားတွေကိုသားအရင်လိုပြုစုစောင့်ရှောက်ခဲ့တယ်မော်လမြိုင်မြို့မှာသာသနာပြုဆရာအယောက်30လောက်ရှိနေပြီဖြစ်တဲ့အတွက်ဆရာယုဒသန်ဟာ1848ခုဖေဖော်ဝါရီလ25ရက်နေ့မှာရန်ကုန်မြို့ကိုထွက်လာခဲ့ကြပြီးလင်းနို့ပိုးဟကြွက်နဲ့ချင်းတွေပေါ်တဲ့တိုက်အိမ်အိုကြီးတစ်လုံးမှာနေထိုင်ခဲ့တယ်ဆရာယုဒသန်ဟာအင်္ဂလိပ်မြန်မာအဘိဓမ္မာကိုရေးသားပြုစုခဲ့ပြီးအမ်မီလီကဆရာရဲ့အထုပ်ပတ်တိကိုရေးသားခဲ့ပါတယ်သူတို့ကျမ်းမာရေးချို့တဲ့လာပြီးထောက်ပံ့ခြင်းငွေတွေလည်းနှဲပါသွားလို့1848ခုနှစ်ဩဂုတ်လ31ရက်နေ့မှာရန်ကုန်မြို့ကနေမော်လမြိုင်မြို့ကိုထွက်လာခဲ့တယ်1849ခုဒီဇင်ဘာလ24ရက်နေ့မှာအမ်မီလီဟာသမီးလေးအမ်မီလီဖရန်စစ်ကိုချောမောစွာမွေးဖွားနိုင်ခဲ့ပါတယ်1849ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာဆရာယုဒသန်ဟာအင်္ဂလိပ်မြန်မာအဘိဓမ္မာကိုအပြီးသတ်နိုင်ခဲ့ပါတယ်1849ခုနှစ်စက်တင်ဘာလမှာဆရာယုဒသန်ဟာချောင်းဆိုးတဲ့အပြင်ဝမ်းကိုက်တဲ့ယောဂါကိုခံစားနေရပါတယ်ဆရာဝန်တွေကပင်လယ်ခီးထွက်ဖို့အကြံပြုကြပါတယ်အမ်မီလီမှာကိုဝန်အရင်မှရှိနေလို့ပင်လယ်ခီးသွားနိုင်မှာမဟုတ်ဘူးဒါကြောင့်1850ခုနှစ်မတ်လမှာပြင်သစ်စစ်သင်္ဘောအရစ်စတယ်မာရီနဲ့ပင်လယ်ခီးထွက်ဖို့စီစဉ်လိုက်ကြတယ်1850ခုဧပြီလ3ရက်နေ့မှာဦးအင်းဦးရွှေတုတ်ဦးဆောင်ပြီးဆရာကိုပြင်သစ်စစ်သင်္ဘောအရစ်စတယ်မာရီပေါ်ခေါ်ဆောင်သွားခဲ့ပါတယ်1850ခုနှစ်ဧပြီလ10ရက်နေ့မှာအရစ်စတယ်မာရီသင်္ဘောဟာကြိုက်ခမီ